ကဲမင်္ဂလာပါခင်ဗျာဒီနေ့ဒီစကားအတူထွားတွေကောင်လုံးအတန်ထွက်ပြမယ်နော်ဒီစကားတွေကောင်လုံးကနေ့စဉ်ဘဝမှာလုပ်ငန်းခွင်မှာပဲဖြစ်အိမ်မှာပဲဖြစ်တငယ်ချင်းအပေါင်းအသင်းနဲ့ပဲဖြစ်နေ့စဉ်ဘဝမှာသုံးလို့ရတဲ့အင်္ဂလိပ်စကားတွေပဲဖြစ်ပါတယ်ဒါအခြေခံစကားတွေဖြစ်ပါနော်နေ့စဉ်သုံးလို့ရတဲ့စကားတွေဖြစ်ပါတယ်ကဲပထမဆုံးခုကမလောပါနဲ့အင်္ဂလိပ်လို don't hurry မလောပါနဲ့စိတ်မပူနဲ့မစိုးရိမ်ပါနဲ့ don't worry မနှောက်ယှက်ပါနဲ့ don't disturb စကားမပြောနဲ့ don't speak မလုပ်နဲ့ don't do မသွားနဲ့ don't go ရုပ်တိမရှိလိုက်တာအဓိပ္ပာယ်မရှိလိုက်တာ how absurd တော်တော်အေးတယ် quite cold ဆက်လို့ carry on ဘာမှမသိဘူး no idea နောက်တစ်ခေါက်ထပ်ပြောပါအောင် say again အတိအကျတော့မဟုတ်ပါဘူး not exactly ဒီနားလေးပဲ just here စိတ်စေပါ be patient ရိုးသားပါ be honest တတ်သိရှိပါ be brave လိမ္မာပါ be clever သစ္စာရှိပါ be faithful အရန်စိတ်ဝင်စားဖို့ကောင်းတယ် very interesting အပြင်ထွက်ပါ get outside ဟုတ်ပြီနော်